မျက်မမြင်တယောက်ကဘယင်ကိုတယောက်ချင်းစိန်ခေါ်လိုက်တယ်ဘယင်ကဘာမှတုံ့ပြန်တာမမြင်တော့သူကိုယ်တိုင်များ6ချောင်းကိုချိုးလိုက်ပြီးကြံနေတဲ့နောက်ဆုံးများကိုထုတ်ကာဘယင်စီချိန်ရွေလိုက်တယ်ဒါကိုမြင်တော့ဘယင်လည်းထိုင်မနေနိုင်တော့ဘူးသူ့လက်အောက်ကလူအများကြီးကလည်းအောက်ကနေကြည့်နေကြပြီးသူ့ပြိုင်ဘက်ကလည်းမျက်မမြင်တယောက်တောင်ဖြစ်နေတယ်ဘယင်ကလည်းမျက်နှာပြက်ခံလို့မဖြစ်တော့သူ့ရဲ့စစ်မြင်းပေါ်တက်ပြီးကွင်းတစ်ဘက်ကိုလျင်မြန်စွာပတ်ပြီးတော့တယ်ဒါရှန်ကနောက်ဆုံးတော့ဘယင်ရဲ့နေရာကိုခံမှန်းနိုင်သွားပြီမဲ့မထင်ထားပဲသူ့ပြိုင်ဘက်ကလန်ကိုပြစ်လွတ်လိုက်ပြီးဒီလန်ကလျှက်စီးလိုမြန်ဆန်တဲ့ကံကောင်းစွာနဲ့ဒါရှန်ရဲ့ကိုကိုတော့မထိဘူးသူ့ရဲ့လေးနဲ့များကိုကောက်ယူပြီးနောက်ဒါရှန်ကအသက်ကိုပြင်းပြင်းရှူသွင်းလိုက်တယ်စိတ်ကိုငြိမ်အောင်ထားပြီးလေးကိုနောက်တစ်ချိန်ရွေလိုက်တယ်ဒါကသူ့ရဲ့နောက်ဆုံးအခွင့်အရေးပဲဒါပေမဲ့ဘယင်ကသူ့ရဲ့အားနည်းချက်ကိုသိနေပုံရတယ်ပြီးတော့မွေးပက်လိုကွေ့ကောက်ပြီးဆက်တိုးလာတယ်ဒါရှန်ကမြင်းခွာတန်းကြောင့်နောက်တစ်ချိန်အာယုံပြတ်လွင့်သွားပေမဲ့သူ့စိတ်ကိုတည်ငြိမ်အောင်ထားရမယ်အရေးကြီးတဲ့အချိန်မှာဘယင်ကရုတ်တရက်နီးပြူဟာပြောင်းလိုက်တယ်သူ့ခြေထောက်တစ်ဖက်ကိုကကြိုးကနေထုတ်လိုက်ပြီးသူ့မြင့်ရဲ့ညာဘက်ချမ်းကိုကိုမိချလိုက်တယ်ဒီတိုက်ခိုက်မှုကလူတိုင်းကိုအံ့အားသင့်စေပေမဲ့ဒါရှန်ကတော့ဒီလှုပ်ရှားမှုကိုကြိုတင်ခံမှန်းပြီးသားဖြစ်နေတယ်ဘာလို့လဲဆိုတော့သူကကြိုးလှုပ်ရှားတာကိုအစိုးကြီးတွေကသတိထားမိလို့ပဲသူချက်ချင်းထပြီးဘရင်ဘက်ကိုခုန်လိုက်တယ်ပြီးတော့သူလေထဲမှာရှိနေတဲ့အချိန်မှာသူချက်ချင်းလေးကျိုးကိုလွှတ်လိုက်တယ်မြားကလင်းမြန်စွာပြန်တန်းသွားတယ်ဘရင်လည်းတုတ်ပြန်ဖို့အချိန်မရလိုက်ဘူးဒီအချိန်မှာအနိုင်ရှုံးကချက်ချင်းဆုံးဖြတ်ပြီးသားဖြစ်သွားတယ်သူတို့ကဒီနောက်မှာဒါရှန်ကိုလွတ်ပေးမယ်လို့ထင်ခဲ့ကြပေမဲ့မထင်ထားပဲတန်တကားကြီးဖြည်းဖြည်းချင်းပွင့်လာတာနဲ့အမျှချင်းသေးတကောင်ကိုလွတ်ပေးလိုက်တယ်လူတိုင်းရဲ့ရင်တွေတင်းကျပ်သွားပြီးဒီတစ်ချိန်တော့ဒါရှန်တေးပြီးလို့ယုံကြည်နေကြတယ်ဒါပေမဲ့သူတို့ကဒါရှန်ရဲ့စွမ်းရည်တွေကိုအထင်သေးနေတော့မယ်ချင်းသေးကခုံအုပ်တော့မဲ့အချိန်မှာဒါရှန်ကဘေးဘက်ကိုရှောင်လိုက်ပြီးအန်နီရယ်ကနေအောင်မြင်စွာလွတ်မြောက်သွားတယ်အသားတစ်ဖက်တော့ကိုက်ခံလိုက်ရပေမဲ့ပေါ့ဒီယာကလည်းချင်းသေးကိုတတိပေါ်ဆသွားစေတယ်ချင်းသေးကနောက်တစ်ချိန်တိုက်ခိုက်ပြန်တယ်ဒါရှန်ကတေချာနားထောင်လိုက်တယ်ပြီးတော့နောက်ကိုတလန်းဆုပ်ကသူ့လက်ထဲကတိုက်ပွဲ3ပစိန်ကိုမြှောက်လိုက်တယ်ချင်းသေးကခုံအုပ်လိုက်တဲ့အခိုက်အတန့်မှာဒါရှန်ကပစိန်ကိုအားကုန်သုံးပြီးပြစ်လွတ်လိုက်တယ်